မိတ်ဆွေတို့ကြုံဖူးကြလားကိုကတော့ဒီလက်တလောမှာပေါ့နော်ပစ္စည်းတစ်ခုခုကိုဝယ်ခြင်းနေရပေါ့နော်ဒါပေမဲ့ဒီပစ္စည်းကိုလည်းကိုက online shop ဒီ platform တွေမှာလည်းတွားပြီးတော့မရှာကြည့်ရသေးဘူးပြီးလို့ရှိရင်ဒီ online shopping application တွေပေါ့နော်ဒီမှာတွားပြီးတော့မရှာကြည့်ရသေးဘူးဒါပေမဲ့မိတ်ဆွေတယောက်ယောက်နဲ့ပဲဖြစ်ဖြစ်ဒီတငယ်ချင်းတယောက်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီပစ္စည်းအကြောင်းကိုကပြောဖူးတယ်ပေါ့ဒါပေမဲ့နောက်တစ်ရက်လဲကြာရောဒီကိုပြောဟာဖူးတဲ့ပစ္စည်းတွေကကိုရဲ့ Facebook တို့ပြီးတော့ TikTok shop လိုမျိုးဒီ social media ပေါ်မှာပြန်ပြီးတက်လာတယ်ပေါ့နော်ဒီချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းတော့အံ့ဩစရာကောင်းတယ်ပေါ့ကိုကလည်းဘာမှလည်းမရှာသေးပဲနဲ့ဘာလို့ဒီလိုမျိုးဒီပစ္စည်းအကြောင်းတွေတက်လာရတယ်ပေါ့နော်ဒါမှမဟုတ်ငါဖုန်းကပဲငါပြောတဲ့စကားတွေကိုခိုးနားထောင်နေရတာပေါ့ဟိုဒီလိုမျိုးထင်တတ်ကြရပေါ့နော်ဒါပေမဲ့ဒီလိုမျိုးတက်လာတဲ့ကြော်ညာနဲ့ကိုပြီးရင်နေတဲ့ကိုလိုချင်နေတဲ့အကြောင်းအရာနဲ့တိုက်ဆိုင်နေတာမျိုးကြတော့ဖုန်းကနေပြီးတော့ခိုးနားထောင်မှုလို့ဆိုပြီးတော့ပြောဖို့ကလည်းခက်တယ်တကယ်အခြေခံကြကြပြောမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးကြော်ညာတွေကျွန်တော်တို့ရဲ့မျက်စိရှိကိုရောက်လာဖို့တော့ကကြတော့ဒီ online activities တွေပေါ့နော် online activities တွေကနေပြီးတော့ဒီ data တွေကိုစုဆောင်းခွဲခြမ်းစိတ်ဖြာပြီးတော့ကျွန်တော်တို့ရဲ့ဒီ digital profile တစ်ခုပေါ့နော်တိစောက်ထားနိုင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကြတော့ဒီကိုမတိလိုက်ခင်မှာကိုယ့်ရဲ့ data တွေကဘယ်လိုမျိုးစုဆောင်းခံရနိုင်လဲဘယ်လိုမျိုးပေါက်ကြားနိုင်လဲပေါ့နော်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုမျိုးကာကွယ်ထိမ့်သိမ့်တင်လဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကျွန်တော်နားလည်ထားမှာက data ဆိုတာပါလဲပေါ့နော် data ဆိုတာကလူတော်များများကထင်တတ်ကြတာကဒီ app ပုံတွေဖုန်းထဲက content တို့ပြီးလို့ရှိရင် video file တွေဒါမျိုးတွေထင်တတ်ကြတယ်ပေါ့နော်ဒါပေမဲ့ဒါတွေကလည်း data တော့မှန်တယ်ဒါပေမဲ့ data ဆိုတာကဒီထက်ပိုပြီးတော့အများကြီးကျေပြန့်တာရှိပါသေးတယ်ဥပမာကိုကဘယ်အချိန်မှာဖုန်းသုံးတာလဲပြီးလို့ရှိရင်ဘယ်အချိန်မှာဘယ် website ကိုတွားကြည့်လဲပြီးတော့ဘယ်နေရာတွေတွားတတ်လဲပေါ့နော်ပြီးလို့ရှိရင်ဘယ်လိုပစ္စည်းမျိုးတွေမှားတတ်လဲပြီးလို့ရှိရင်ဘယ်လို content တွေကိုကြည့်ပြီးတော့ဘယ်လို content တွေကိုမကြိုက်ဘူးလဲ skip လုပ်လဲပေါ့နော်ဒါမျိုးတွေကိုလည်းကျွန်တော်တို့ data လို့သတ်မှတ်လို့ရပါတယ်ဒါကတစ်ချက်ချင်းကြည့်မယ်ဆိုလို့ရှင်တော့အရေးမကြီးဘူးပေါ့နော်ဥပမာဒီလူကဘယ်အချိန်မှာအပြင်ထွက်လဲဆိုတာမျိုးကတော့အရေးမကြီးဘူးဒါပေမဲ့ဒီလူကမနက်၈နာရီမှာဖုန်းသုံးတယ်ပြီးတော့ဘယ်အချိန်ဘယ်ကိုသွားတယ်ဘာစားလေးရှိတယ်ဘာတွေမှားလေးရှိတယ်ဒါတွေအကုန်လုံးကိုကျွန်တော်စုပေါင်းလိုက်တဲ့အချိန်ဆိုလို့ရှိရင်တော့တော်တော်ကိုအသုံးဝင်နေတဲ့ဒီ digital profile တစ်ခုရလာတယ်ပေါ့နော်ဒီ profile ကနေပြီးတော့ကိုယ့်ရဲ့အလေးအကျင့်တွေပြီးတော့စိတ်ဝင်စားမှုတွေပြီးတော့ဒီဝယ်ယူနိုင်ခြေရှိတဲ့အရာတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဆုံးဖြတ်လို့ရတယ်ပေါ့နော်ဒါဆိုဒီ data တွေကဘယ်ကနေရလဲပေါ့နော်ပထမဆုံးတစ်ခုကတော့ app permission ဖြစ်ပါတယ် app permission ကကြတော့ကျွန်တော်တို့ဒီမိတ်ဆွေလည်းသတိထားမိမှာပါ application တစ်ခုကို install လုပ်ပြီးရဲ့အချိန်ဆိုလို့ရှိရင် access တောင်းတယ်ပေါ့နော် access တောင်းတဲ့အချိန်ကြလို့ရှိရင်ကျွန်တော် allow context access တို့ allow location access တို့ဒါမျိုးတွေသူကဖွင့်ခိုင်းတယ်ပေါ့နော်ဖွင့်ခိုင်းတဲ့အချိန်ဆိုလို့ရှိရင်လူတော်တော်များများတော့ဘာမှတော့သတိမထားတော့ဒီတိုင်းသူဖွင့်စေခြင်းတဲ့ဟာကိုဖွင့်ပေးလိုက်တယ်ပေါ့နော်အလောင်းအကုန်နှိပ်ပေးလိုက်ဆိုတော့ဒီလိုမျိုး permission ပေးလိုက်တာနဲ့ပဲသူက application တွေကဒီကိုယ့်ရဲ့ data ကိုခိုးယူရလားဆိုတော့အဲ့လိုလည်းမဟုတ်ဒီ application တစ်ခုကိုအဲ့လိုမျိုး access လုပ်ပေးလိုက်ပြီဆိုလို့ရှိရင်သူကဒီ application ကိုသူ့ရဲ့သတ်မှတ်ထားတဲ့လုပ်ပိုင်ခွင့်ပေါ့နော်အဲ့ဒါကိုပေးလိုက်တာ ਨੇ အတူတူပဲပေါ့ဥပမာကိုကဒီ flashlight ဖွင့်တဲ့ application တစ်ခုပေါ့နော်အဲ့ဒါကို install လုပ်လိုက်တဲ့ထားပါတော့ဒီကနေပြီးတော့သူက location access တောင်းမယ်ဆိုလို့ရှိရင်ဒီမီးလေးဖွင့်ဖို့အတွက်ကိုသူက location တောင်းစရာမလိုဘူးအဲဆိုတော့ဒီ application ကဘာလို့ဒီလိုမျိုး access တောင်းတာလဲဘာလို့ဒီလိုမျိုး permission တောင်းတာလဲပေါ့နော်ဒါကိုတစ်ချက်ပြန်ပြီးတော့စဉ်းစားပေးဖို့လိုပါတယ်နောက်တစ်ခုကတော့ data broker တွေဖြစ်ပါတယ်ဒီ data broker တွေကဘာလဲဆိုလို့ရှိရင်သူတို့ကဒီလူတွေရဲ့အချက်အလက်တွေကိုသူကစုဆောင်းမယ်တင်စီမယ်ပေါ့နော်အရင်းမြစ်အမျိုးမျိုးကနေပြီးတော့သူတို့ကရှာဖွေစုဆောင်းပါတယ်ပြီးလို့ရှိရင်ဒီ profile တိဆောက်တယ်ပေါ့နော် digital profile ကိုတိဆောက်ပြီးတော့တခြားလုပ်ငန်းတစ်ခုခုဒါမှမဟုတ်တခြားသူတွေကိုပြန်ပြီးတော့မျှဝေတယ်ရောင်းချတဲ့လုပ်ငန်းဖြစ်ပါတယ်ဥပမာဒီလိုမျိုး data တစ်ခုမှဆိုလို့ရှိရင်နာမည်တွေအသက်တွေပြီးလို့ရှိရင်မွေးသက်ကရစ်တို့ email တို့ပြီးလို့ရှိရင်ဝယ်ယူမှုဆိုင်ရာအချက်အလက်တွေပေါ့နော်ဒီလူကဘာတွေဝယ်ထက်လဲပြီးလို့ရှိရင်ဒီ records တွေ public records တွေပါတတ်ပါတယ်ဒီလိုမျိုး record ယူတဲ့အချိန်မှာလည်းသူကအရင်းမြစ်တစ်ခုတည်းကနေပြီးတော့ collect လုပ်တာမဟုတ်ပါတော့ဒီအရင်းမြစ်အမျိုးမျိုး activities အမျိုးမျိုးကနေပြီးတော့သူကဆရာယူစုဆောင်တာဖြစ်ပါတယ်ဥပမာအဖြစ်ကိုကဒီ online မှာဒီအားကစားနဲ့ပတ်သက်တာကြီးကြည့်ရပြီးလို့ရှိရင် running shoes တွေဝယ်တာမျိုးဒီ fitness နဲ့ပတ်သက်တာကြီးတာမျိုးပြီးလို့ရှိရင် gym နဲ့ဒီနေရာကြီးရှာတာမျိုးအဲ့လိုမျိုးလုပ်ထားရဲဆိုလို့ရှိရင်သူတို့ကအဲ့ data တွေကိုစုစည်းပြီးတော့ဒီလူကတော့ဒီအားကစားနဲ့ပတ်သက်တာဒီ fitness နဲ့ပတ်သက်တာတွေကိုစိတ်ဝင်စားတဲ့လူဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူကဒီအားကစားပစ္စည်းတွေပို့ပြီးဝယ်နိုင်တယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုး profile တစ်ခုကိုတိစောက်လိုက်တာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတာတစ်ခုကသူက data collection တွေဒီလိုမျိုးစုစည်းတာအကုန်လုံးကတရားမဝင်ဖြစ်တာတော့မဟုတ်ဘူးပေါ့နော်ဒီနိုင်ငံတွေအပေါ်မူတည်ပြီးတော့နေရာဒေသပေါ်မူတည်ပြီးတော့
အချက်လက်တွေပြောင်းလဲနိုင်တယ်ဒီ policy တွေပြောင်းလဲနိုင်တယ်ပေါ့နော်ဒီနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံတော့သူကဒီဥပဒေတွေပြီးလို့ရှိရင်ဒီ data protection law ရောမတူဘူးပေါ့နော်တချို့ data တွေကဒီ public records တွေကနေပြီးတော့ရနိုင်တယ်တချို့ကကျတော့ website တွေ commercial application တွေအဲ့လိုမျိုးတွေကနေရနိုင်တယ်ပေါ့နော်ဒီတချို့ဆိုလို့ရှိရင်တော့ဒီ company တစ်ခုနဲ့တစ်ခုကြာ sharing လုပ်တာမျိုးတွေလည်းရှိနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ခု data ကိုတနေရာမှာပေးထားရဆိုလို့ရှိရင်ဒီ data ကဒီပေးထားတဲ့နေရာမှာပဲအဆုံးသတ်မယ်လို့တော့မဆိုလို့ပေါ့နော်သူကတခြားနေရာတွေလည်းပြန့်နှံ့သွားမျိုးရောဖြစ်နိုင်ပါတယ်နောက်တစ်ခုကကျတော့ဒီ phishing လို့ခေါ်ရပေါ့နော် phishing ကကျတော့သူကဘယ်လိုမျိုးလဲဆိုရင်တစ်ဖက်လူကနေပြီးတော့တက်မင်တကတိုက်ခိုက်တဲ့သဘောမျိုးပေါ့နော်သူကကိုယ်တိုင် data ကိုပေးလိုက်မိတဲ့အခြေအနေမျိုးဖြစ်တာပေါ့ဒီမိတ်ဆွေလည်းခဏခဏတွေးကြပါလိမ့်မယ်ဒီ line ပေါ်မှာသူက link တစ်ခုပို့လိုက်တာနဲ့ဒီ link ကိုနှိပ်ကြည့်လိုက်ပြီးတော့သူက information တွေထည့်ပေးလိုက်တာနဲ့ပေါ့နော်ခုမှရှိတဲ့account အချက်လက်တွေပါသွားတာတွေပတ်စံတွေပါသွားတာမျိုးတွေပေါ့နော်ဒါကို phishing လို့ခေါ်ပါတယ်ဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီမိတ်ဆွေစီကို message တစ်ခုရောက်လာရောပေါ့နော်ဒါကိုနဲ့သိရလူစီရလည်းဖြစ်မယ်မသိရလူစီရလည်းဖြစ်ချင်းဖြစ်မယ်ဒီ message မှာကျတော့ဘယ်လိုပြောထားလဲဆိုလို့ရှိရင်ဒီ account ကိုသင်ရဲ့ account ကို verify မလုပ်လို့ရှိရင်ဒီ account ကိုပိတ်မယ်ပေါ့နော်ဒါမျိုးချိန်ချောက်ထားတဲ့ပုံစံမျိုးနဲ့စာပါတယ်အဲ့ချိန်ကြလို့ရှိရင်ကိုကလည်းဒီဒါတွေကိုမသိထားဘူး knowledge မရှိဘူးဆိုလို့ရှိရင်သူကသွားနှိပ်မိလိုက်တယ်ပဲထားပါတော့သွားနှိပ်မိလိုက်တဲ့အချိန်ဆိုလို့ရှိရင်အထဲရောက်သွားတယ်ဆိုလို့ရှိရင်ဒီ login page ပေါ့နော် login page ပေါ်လာလိမ့်မယ်ဒါပေမဲ့အဲ့ login page ကလည်းဒီ Facebook ဆိုလို့ရှိရင် Facebook နဲ့လုံးဝဆင်အောင်လုပ်ထားတာပေါ့နော်အဲ့မှာသူ user name တွေ password တွေပြီးလို့ရှိရင်ကိုယ့်ရဲ့ကိုရေးအချက်လက်တွေဖြည့်ခိုင်းတာလည်းရှိချင်းရှိနိုင်မယ်အဲ့လိုမျိုးကိုကဖြည့်ပေးပြီးလိုက်ပြီဆိုလို့ရှိရင်တော့ဒီအချက်လက်တွေအကုန်လုံးခုနပို့ခိုင်းထားတဲ့လူပေါ့နော်ပို့ထားတဲ့လူစီကိုရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး message တွေပါဝင်လာတဲ့အချိန်ဆိုလို့ရှိရင်လည်းကိုကသေချာစစ်ဆေးရမယ်ပေါ့နော်ဘယ်လိုဒီ link ကအမှန်တကယ်လားဆိုတာကိုသေချာစစ်ဆေးပြီးဖို့လိုတယ်ပြီးလို့ရှိရင်link တော်တော်များများကကျတော့အမြန်နှိပ်ပါအခုမနှိပ်ပါဖြစ်မဲ့ဒါမျိုးတွေကိုလည်းသွားယုံလို့မရဘူးကိုကသေချာလေးစဉ်းစားပြီးတော့မှလုပ်တင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ data breach လို့ခေါ်ပါတယ်ဒီအပိုင်းကကျတော့ကိုယ့်ဘက်ကလည်းဘာမှမမှားပဲနဲ့လေပေါက်ချနိုင်တဲ့အပိုင်းပေါ့နော်ဆိုတော့ကိုသုံးနေတဲ့ website တစ်ခုမှာကိုက user name တွေ password တွေပြီးတော့ကိုယ့်ရဲ့အချက်လက်တွေကိုသွားပြီးတော့ရှိနေရပေါ့ဒီ website မှာရှိနေရဆိုလို့ရှိရင်ဒီ website ကိုတခြား hacker တယောက်ဒီ attacker တယောက်ကတိုက်ခိုက်တဲ့အခါမှာဒီ data ပါသွားနိုင်တာဖြစ်ပါတယ်ပြီးတော့ဒီနေရာမှာပို့ဆိုတာကလူတော်တော်များများကြတော့ပေါ့နော် password တွေအကုန်လုံးကိုစင်တူတွေထားကြတာပေါ့စင်တူထား Facebook မှာလည်းဒီ password Instagram မှာလည်းဒီ password TikTok မှာလည်းဒီ password အဲ့လိုမျိုးအကုန်လုံးထားရတဲ့အချိန်မှာဆိုလို့ရှိရင်သူကဒီပါသွားတာတော့ဒီဥပမာဒီ website က password တစ်ခုပဲဒါပေမဲ့ကိုယ့်ရဲ့တခြား account တွေပါထိခိုက်တာမျိုးဖြစ်နိုင်ပါတယ် website က password ကိုရပါပြီဆိုတာနဲ့သူကတခြား Facebook တို့ TikTok တို့ဝင်ဆန်းကြည့်မယ်ပေါ့နော်ဝင်တဲ့အချိန်မှာလည်းကိုက password အတူတူဖြစ်နေမယ်ဆိုလို့ရှိရင်သူ့ဘက်ကနေပြီးတော့ကိုယ့် account တွေကိုတခြား account တွေပါရနိုင်မဲ့နှုံးကအရန်ကိုမြင့်သွားပါလိမ့်မယ်ဆိုတော့ဒီလိုမျိုးကိုဝင်ထားတဲ့ website တွေမှာသူများလာပြီးတော့hack တာမျိုးတိုက်ခိုက်တာမျိုးမှာကိုယ့်ရဲ့ email ပါနိုင်လားဆိုတာကိုတော့ဒီ website တွေမှာသွားပြီးတော့စစ်ကြည့်လို့ရပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ AI chatbot တွေဖြစ်ပါတယ် AI chatbot ဆိုတာကဒီနေ့ခေတ်မှာတော့လူတိုင်းနဲ့မစိမ့်တဲ့အရာတွေပေါ့နော် ChatGPT တို့ Gemini တို့ပေါ့တခုခုသိကျင်လို့ရှိရင်ကျွန်တော်တို့ကသူတို့ပဲမေးရတာပေါ့တခါတလေကြားလို့ရှိရင်လည်းကျွန်တော်တို့ကပြောရတာအရင်များလာတဲ့အခါမှာကိုယ့်ရဲ့အရေးကြီးတဲ့ data တွေပေါ့နော် sensitive data တွေပါသူတို့သွားပြီးတော့ပြောမိနိုင်ပါတယ်။ဘာလို့ဆိုကျွန်တော်တို့ကဒီ AI ကိုစုံခိုင်းနေတာကိုစာလေးရေးခိုင်းနေကုတ်တင်တွေရေးခိုင်းနေပြီးကိုယ့်ရဲ့ပြဿနာတွေတော့တိုင်မင်တာမျိုးတွေရှိတယ်။ဒါဆိုလို့ရှိရင်ကိုကဒီလိုမျိုးလှုပ်ဝက်ထားမယ် personal data တွေလည်းကျွန်တော်ပြောပြမိသွားနိုင်တယ်ပေါ့နော်။ဥပမာအဖြစ်ကိုယ့်ရဲ့ password တွေပြီးတော့ရှင် bank account information credit card number တွေပြီးလို့ရှိရင်ဒီ passport number တွေပေါ့နော်။ဒါမျိုးတွေကိုကျွန်တော်ပြောပြမိသွားနိုင်ပါတယ်ဒီနေရာမှာဒီလိုမျိုး AI chatbot တွေကကိုပြောပြမိသွားတဲ့ပြိုင်နဲ့သူတို့ကခိုးသွားတယ်လို့တော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့ personal information တွေကတော့ဒီ online platform ပေါ်ကိုမတင်တာအကောင်းဆုံးဖြစ်ပါတယ်ဒီလိုမျိုးပြောရမယ်ဆိုလို့ရှိရင်ဒီ information ကိုက AI ကိုတကယ်ပေးဖို့လိုလားပေါ့နော်အဲ့ဒါကိုအရင်စဉ်းစားတင်တာပေါ့နော်တကယ်လို့အဲ့လိုမှမဟုတ်ကိုကဒီလိုမျိုးမေးမှဖြစ်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုး sensitive data တွေကိုလှုပ်ဝက်ထားပြီးတော့အစားထိုးအနေနဲ့ပေါ့နော်အဲ့လိုမေးလို့ရပါတယ်နောက်တစ်ခုကကျတော့ဒီ social media sharing တွေပေါ့နော် social media sharing ဆိုတာကိုကတကယ်လို့ကိုကဘယ်သွားဘာလုပ်ပါဆဒီ Facebook တွေ Instagram တို့ဘာမှဒီ social media မှာတင်ထပ်တယ်ဆိုလို့ရှိရင်လည်းသတိထားဖို့လိုရပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ data တွေကိုလိုချင်တဲ့သူကရှိနေနိုင်
ဆိုတော့ကိုကအရန်အရေးကြီးတဲ့ဟာတွေကိုဒီ social media ပေါ်မှာမတင်မိအောင်လို့သတိထားသင့်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုပြောပြသွားတဲ့ဒီအချက်လက်တစ်ခုချင်းစီကနေပြီးတော့အကုန်လုံးကိုစုလိုက်မယ်ဆိုလို့ရှိရင်သူကကို့အကြောင်းပေါ့နော်ကို့ထက်တောင်ပို့ပြီးတော့သိနိုင်တဲ့ဒီ digital profile ဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး data ပေါက်ကြားတယ်ဆိုတာတော့မျိုး hack ခံရတာမျိုးတွေကိုကွန်ပျူတာကိုဖောက်ဝင်ခံရတာမျိုးတွေဒီလိုမျိုးတစ်ခုရတော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးတစ်ခါတလေချလို့ရှိရင်ကိုက permission ပေးလိုက်တာမျိုးတွေကိုက public sensitive data တွေတင်လိုက်တာမျိုးတွေပြီးလို့ရှိရင် password တွေပြန်လှန်ပြန်သုံးတာမျိုးတွေပြီးတော့ဒီ phishing link တွေမှာသွားပြီးတော့ထည့်မိတာမျိုးတွေပေါ့ဒီလိုအရာမျိုးကနေပြီးတော့စပြီးတော့ဖြစ်ပွားနိုင်ပါတယ်ဆိုတော့ဒီလိုမျိုးကိုယ့်ရဲ့ data တွေဒီလိုမျိုးပေါက်ကြားမှုမဖြစ်အောင်ပေါ့နော်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲပထမဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့ဒီ application permission တွေကိုပြန်ပြီးတော့စစ်ပေးရမှာပေါ့နော်ကိုကဒီ application မှာလိုအပ်တဲ့ permission လောက်ပဲခွင့်ပြုပေးထားတာပိုကောင်းပါတယ်ဥပမာ location တို့ဒီ camera တို့ပြီးတော့ microphone တို့ဒါမျိုးတွေကိုကိုကလိုအပ်တာလောက်ပဲဖွင့်ပေးပေါ့နော်မလိုအပ်တာတွေကျွန်တော်ပိတ်ထားပေးလိုက်တာပိုကောင်းပါတယ်နောက်တစ်ခုကကျွန်တော်ဒီ password တွေကိုအတူမသုံးနဲ့ပေါ့နော်ပြောမယ်ဆိုရင် Facebook မှာလည်းဒီ password TikTok မှာလည်းဒီ password Instagram မှာလည်းဒီ password အဲ့လိုမျိုးအတူသုံးတာကြတော့ကိုယ့်ရဲ့ data အချက်လက်လုံခြုံရေးကပို့ပြီးတော့အားနည်းသွားနိုင်တယ်ပေါ့နော်ဒါကြောင့်ဟိုကတစ်ခု application တစ်ခု social media တစ်ခုကို password တစ်ခုစီထားပြီးသုံးတာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပြီးတော့ဒီမျိုး Facebook တို့ဘာလို့မှဆိုလို့ရှိရင်လည်းဒီ 2FA ပေါ့နော်two factor authentication ကိုကျွန်တော်ဖွင့်ထားပြီးပို့ပြီးတော့ကောင်းပါတယ် authenticator application တွေလည်းရှိရပြီးလို့ရှိရင်ဒီ passkey တွေသုံးပြီးတော့လည်းကျွန်တော် secure ဖြစ်အောင်လုပ်ထားလို့ရပါတယ်နောက်တစ်ခုကကျွန်တော်ဒီ link တွေသူများစီက link တွေပို့လာလို့ရှိရင်ကိုကတေချာလေးစစ်ဆေးပေးဖို့လိုရပေါ့နော်ဒီ link ကပါပို့ထားတာလေအမှန်တကယ်ရောဟုတ်ရဲ့လားရေလို့ကိုကဒီထဲကအချက်လက်တွေ information တွေကိုဖြည့်ပေးလိုက်လို့ရှိရင်ကိုယ့်ရဲ့ data တွေပါသွားနိုင်လားဒါတွေကိုကျွန်တော်တေချာစစ်ဆေးပေးဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်ဒီ social media ပေါ့နော် Facebook တွေပါတယ်မှာတင်ဖို့လိုအပ်တဲ့ data လောက်ပဲတင်တာပို့အဆင်ပြေပါတယ်တစ်ချက်ပြန်ပြီးတော့စစ်ကြည့်ပေါ့နော် privacy setting မှာ email တို့ပြီးလို့ရှိရင် location တို့ဒါမျိုးတွေကတော့ public မထားတာအကောင်းဆုံးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ရှေ့မှာပြောသွားသလိုပဲကျွန်တော်ဒီ ChatGPT တို့ Gemini တို့ပေါ့နော်ဒါပေမဲ့ AI chatbot တွေနဲ့စကားပြောတဲ့အချိန်ကြာလို့ရှိရင်ကိုယ့်ရဲ့ sensitive ဖြစ်တဲ့ data တွေလှုပ်ဝက်ထားမဲ့ personal data တွေကိုလုံးဝမပေးမိဘူးအရေးကြီးပါတယ်ဥပမာအဖြစ်ကိုယ့်ရဲ့ bank account number တွေပြီးလို့ရှိရင် OTP code တွေပြီးတော့ password တွေပေါ့နော်ဒါမျိုးတွေကိုလုံးဝမပေးမိဘူးအရေးကြီးပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုမျိုးပဲဒီလိုမျိုးကိုယ့်ရဲ့ data တွေပေါက်ကြားရဲဆိုတာကကျွန်တော်ဒီ hacker တယောက်ကဝင်ပြီးတော့ကျွန်တော်တို့ကိုဖောက်ထွင်းမှဖြစ်တာမျိုးမဟုတ်ဘူးပေါ့နော်တခါကြားလို့ရှိရင်လည်းတိတိမွှားလေးအနေစပြီးတော့ပေါက်ကြားမျိုးလည်းဖြစ်နိုင်တယ်ဥပမာဖြစ်ကျွန်တော်တို့ကဒီ app permission တစ်ခုခုစပေးလိုက်တာမျိုးတွေပြီးလို့ရှိရင်ကိုတတိမထားမိပဲနဲ့sensitive data တွေကျွန်တော်တို့ AI ကိုပြောမိသွားတာမျိုးတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ social media မှာတင်ထားတဲ့အချက်လက်သေးလေးတွေပေါ့နော်အရေးကြီးတဲ့အချက်လက်သေးတွေအဲ့မျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါတွေကကျတော့ကျွန်တော်တို့ဒီတကယ်အရေးကြီးတဲ့ data တွေ information တွေleak ဖြစ်သွားမယ်ပေါက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အနေရရှိတဲ့အနေထားတွေဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်သတိထားဖို့အတွက်ဒီဗီဒီယိုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုကနေပြီးတော့တခုခုအသုံးဝင်နေဆိုလို့ရှိရင်တော့ကျွန်တော် like and subscribe တွေလုပ်ပေးထားလို့ရပါတယ်ပြီးတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကိုကတခုခုသိချင်တာမျိုးရှိရဆိုလို့ရှိရင်လည်းကျွန်တော်ဒီ comment မှာမှန်ခဲ့ပေးလို့ရပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်